တန်လင်းမျိုးမှာရှိရဲဒါပါတာကြီးဖျားကြီးပါကြောက်တန်းပေါ့နော်ကြောက်တန်းမျိုးအနေနဲ့မှာပါမယ်တဲ့ကြိုက်ပါတာကြီးဖျားကိုရောက်ရှိနေတာဖြစ်ပါတယ်ရှင်အားလုံးပဲဖူးရအောင်လို့ဗီဒီယိုလေးတင်ပေးလိုက်ပါတယ်တနင်္ဂနွေကျိုးသက်ချောင်းမကတကွန်တိုင်းဒီမှာမင်းသားသီလရထမင်းသားအခုတော့ဒီနေ့ဒီလိုမျိုးမာရောပြတ်ပါဗျာအခုလိုမျိုးညတဲ့အောင်ဒီလိုပြီးတော့ဘုရားလာပြီးဦးမျိုးကြီးကောဘုရားလာပြီးဆိုရင်တို့တောင်းဝင်အားလုံးဒီရတာတဲ့ကိုကြားပါတယ်ပြည်တော်လာပြီးဒီလိုလာလာများတယ်ဒီကိစ္စဒီလာတဲ့တို့ဒုတိယမှာရတာရပြီးအလူကြီးတို့နဲ့နေမှာတော့ဒီနိုင်ရနိုင်ရတယ်တို့တို့လေးတို့များများပြကြပါလိမ့်မယ်